ဒီနေ့မှာတော့ပရိသတ်တို့အတွက်အရန်ကိုစိတ်လှုပ်ရှားဖို့ကောင်းတဲ့အိန္ဒိယရုပ်ရှင်ကားကြီးတကားကိုတင်ဆက်ပေးသွားမှာမလို့အဆုံးထိကြည့်ရှုပေးကြပါဦးနော်ဇလန်းအဆောင်မှာတော့ rap ဆိုတဲ့ကောင်မလေးဟာတငယ်ချင်းတွေနဲ့အတူပျော်ပျော်ပါးပါးတချင်းဆိုကခုန်ပြီးအိမ်ပြန်လာခဲ့တာပါဒါပေမဲ့အိမ်ရောက်တဲ့အခါမှာတော့လုံးဝမမျှော်လင့်ပဲသူမရဲ့အမဖြစ်သူရောက်နေတာကိုတွေ့လိုက်ရပါတယ် rap ကအမကိုမြင်မြင်ချင်းပဲဘာလို့ပြန်လာတာလဲကျေးဇူးပြုပြီးဒီကနေအခုချက်ချင်းပြန်သွားပေးပါမလို့နှင်ထုတ်ပါတော့တယ်တကယ်တော့အမဖြစ်သူဟာတေလူမျိုးပါယောဂဝေဒနာခံစားနေရပြီးနောက်ထပ်တစ်နှစ်ပဲအသက်ရှင်ရတော့မှာပါဒါကြောင့်သူမမတည်ခင်မှာခင်ပွန်းဖြစ်သူတစ်ပတ်ကိုစောင့်ရှောက်ပေးဖို့ညီမလေးဖြစ်သူ rap ကိုတောင်းဆိုဖို့ပြန်လာခဲ့တာဖြစ်ပါတယ်rap ဟာအစပိုင်းမှာတော့ညှင်းဆန်ခဲ့ပေမဲ့အမဖြစ်သူရဲ့နောက်ဆုံးဆန္ဒကိုမလွန်ဆန်နိုင်တာကြောင့်လက်ခံခဲ့ပါတယ်ဒါပေမဲ့သူမကငါမယားငယ်အနေနဲ့မနေနိုင်ဘူးတရားဝင်ဇနီးဖြစ်နေပဲအိမ်ထဲကိုဝင်မယ်လို့ပြက်ပြက်သားသားတောင်းဆိုခဲ့တယ်လို့အမတည်ဆုံးပြီးရင်ဒီကသူမကိုတရားဝင်ဆက်ဆံပါမလားဆိုတာကိုလည်းစိုးရိမ်နေခဲ့တာပါအဆုံးမှာတော့ rap ဟာဂရီအတိုင်းတန်းနဲ့လက်ထပ်ခဲ့ရပါတယ်မင်္ဂလာဦးညမှာ rap တယောက်ဝမ်းနေပြီးငိုနေချိန်မှာတယောက်လာပြီးငါမင်းကိုအမရဲ့ပျော်ရွှင်မှုအတွက်ပဲလက်ထပ်ခဲ့တာဒီအိမ်ရဲ့တခင်မတယောက်လိုလေးစားမှုပေးမှဖြစ်ပေမဲ့ငါစီကအချစ်ကိုတော့မမျှော်လင့်ပါနဲ့လို့အေးဆက်ဆက်ပြောပြီးထွက်သွားခဲ့ပါတယ်နောက်တနေ့မိသားစုအတူတူထမင်းစားတဲ့အချိန်မှာတော့အခြေအနေတွေဟာတင်းမာနေခဲ့ပြီးသတင်းစာတိုက်ပိုင်ရှင်ဖြစ်တဲ့ဒီရဲ့မူဝါဒတွေနဲ့ပတ်သက်ပြီးငင်းခုန်မှုတွေဖြစ်ပွားခဲ့ပါတယ်စိတ်ငွန်းချက်နေတဲ့ rap ဟာအခန်းထဲမှာတယောက်တည်းရှိနေစဉ်အပြင်ကနေတာယာလှတဲ့တချင်းတန်တွေကိုကြားလိုက်ရပါတယ်။အဲ့ဒီတန်စင်ဟာဘာဟာဘီကန်ဆိုတဲ့အမျိုးသမီးစီကလာတာဖြစ်ပြီးလူအများကြီးတချင်းသွားတင်ကြတဲ့နေရာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီနေရာဟာနာမည်မကောင်းတဲ့ဟီရိုမန်ဒီဆိုတဲ့ရက်ကွက်မှာရှိနေတာပါ။တစ်ဖက်မှာတော့ဇာဖာဆိုတဲ့အလုတ်ကျန်းသမားလူငယ်လေးတစ်ယောက်ဟာဓားမြောင်တွေကိုအသေးအတန်ပုံသွင်းလုပ်ကင်နေပါတယ်။သူဟာတေတက်လှတဲ့ဓားမြောင်တစ်လက်ကိုလုပ်ပြီးလူကြီးတစ်ယောက်စီတွားရောက်ပေမဲ့ထိုလူကြီးကမင်းရဲ့လက်ရာကကောင်းပေမဲ့မင်းကမကောင်းတဲ့မျိုးရိုးကငွေးလာတာဖြစ်လို့မင်းစီကဘာမှမဝယ်ဘူးဆိုပြီးနှိမ်ချအဆက်ခွဲလိုက်တာကြောင့်ဒေါသတကြီးနဲ့ရံပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပါတယ်။ဒီလိုနဲ့ဇလန်းရဲ့အလှည့်ပြောင်းအနေနဲ့ rap ဟာတချင်းပညာကိုအရန်တင်ယူချင်တာကြောင့် Hiramandai က Bahar Begum စီမှာတချင်းသွားတင်ခွင့်ပြုဖို့ဒဲရိုဇနီးမောင်နှံစီမှာခွင့်တောင်းလိုက်ပါတော့တယ်rap ဟာ Hiramandai ကိုသွားပြီးတချင်းတင်ယူခြင်းပေမဲ့အဲ့ဒီနေရာဟာမကောင်းတဲ့နေရာဖြစ်တာကြောင့်သူမရဲ့အမကတားမြစ်ခဲ့ပါတယ်ဒါပေမဲ့ rap တယောက်မှားယွင်းတဲ့လမ်းကြောင်းပေါ်ရောက်သွားမှာစိုးရိမ်တဲ့အတွက်ရောက်ခမစီကနေခွင့်ပြုချက်တောင်းပြီးနောက်ဆုံးမှာတော့တချင်းတင်ဖို့သွားခွင့်ရခဲ့ပါတယ်အဲ့ဒီနောက်တက်နဲ့ရင်းနှီးကျွမ်းဝင်မှုရှိအောင်သတင်းစာတိုက်ကိုသွားဖို့ပြောခဲ့ကြပြီးသူမသတင်းစာတိုက်ထဲရောက်ရှိသွားချိန်မှာတော့သတင်းစာလဲပတ်ဖို့ကြော်ညာတွေအများကြီးလိုအပ်နေကြောင်းနဲ့ဝီစကီကြော်ညာတော့ဒီကိုပဲဆက်ထည့်နေရင်မွတ်စလင်ဘာသာဝင်တွေသတင်းစာဝယ်မှာမဟုတ်ဘူးလို့အစည်းအဝေးလုပ်နေတဲ့ကိုကြားလိုက်ရပါတယ်ဒါနဲ့ rap ကစာရီနဲ့အလှကုန်ပစ္စည်းကြော်ညာတွေထည့်သွင်းနိုင်ကြောင်းအထူးသဖြင့် black ဆက်ပြအကြောင်းကြော်ညာရင်အမျိုးသမီးတွေပိုဝယ်ကြလိမ့်မယ်လို့အကြံပေးခဲ့ပါတယ်ထိုအခါဒီကသူမကိုဘယ်သူလဲလို့မေးမြန်းရ rap ကကျမကဒီရဲ့ဇနီးပါလို့ရှိမှတင်တိုက်ရိုက်ပြန်ဖြေခဲ့ပြီးဒီဘကလည်းသူမကိုနေရာလိုက်ပြပေးဖို့ပြောကထွက်ခွာသွားခဲ့ပါတယ် rap ကအနားကလူတစ်ယောက်ကိုဒီလူကိုပြပြီးသူကဘယ်သူလဲလို့ထပ်မေးတဲ့အခါထိုလူကြီးကလင်မယားချင်းချင်းတယောက်အကြောင်းတယောက်မသိကြဘူးလားလို့ဆိုကဘာမှဆက်မပြောဘဲတွားရမယ့်နေရာကိုပဲညွှန်ပြခဲ့ပါတယ် rap တယောက်တည်းရဲ့အခန်းထဲဝင်ပြီးအပြင်ဘက်က dictionary ဆိုတဲ့စာတမ်းကိုမြင်လိုက်ရမှသူကပဲနားခင်ပွန်းလားဆိုပြီးစိတ်ထဲမှာတမျိုးဖြစ်သွားခဲ့ပါတယ်အခုခါမှာတော့ Hiramandai ကို rap ရောက်ရှိသွားခဲ့ပြီးအဲ့ဒီနေ့ကတရားပွဲတော်ရက်ဖြစ်လို့အတွင်းထဲကလူတွေအားလုံးကောက်ခုံတီဆိုကပျော်ရွှင်နေကြပါတယ်အဲ့ဒီမှာ Barbicam ဆိုသူတချင်းဆိုနေတာကို rap ကလည်းအတူတူပူးပေါင်းပြီးတီဆိုကခုန်ခဲ့ပါတယ်တချင်းဆိုပြီးနောက် Barbicam က rap ကိုကြည့်ပြီးမင်းရဲ့အတန်ကအရန်ကောင်းပေမဲ့တချင်းထဲမှာခန်းစားချက်အလင်းရောင်နည်းနည်းမှမပါဘူးအိမ်အောင်ကြဘူးလားလို့မေးခဲ့ပါတယ် rap ကလည်းအိမ်အောင်ရှိကြောင်းနဲ့တချင်းတင်ခြင်းလို့ဖြစ်ကြောင်းပြောပြရာဘေးကလူတွေကအိမ်ထောင်ရှိသူတွေဟာတချင်းဆိုတဲ့နေရာမှာအာယုံမဆိုင်နိုင်ကြဘူးလို့ဆိုကြပါတယ်တိုးတော်လဲသူမဟာချားတွေရဲ့မိသားစုဝင်ဖြစ်မှန်းသိသွားတဲ့အတွက်မနှက်ဖြန်လာခဲ့ပါမင်းတီဆိုနိုင်မှုအပေါ်မူတည်ပြီးအတန်းတင်ပေးဖို့ဆုံးဖြတ်မယ်လို့ပြောခဲ့ပါတယ် rap အပြင်ကိုထွက်လာတဲ့အချိန်မှာတော့ပွဲတော်အရာယာဝနာရုပ်တုကိုမိရှုဖျက်ဆီးနေကြပြီဖြစ်ပါတယ်ထိုအချိန်မှာ Zafar ဟာ rap စီရောက်လာပြီးဒီကလူတွေတချင်းဆိုတာနားထောင်ဘူးပေမဲ့မင်းရဲ့အတန်ကတကယ်ကိုထူးခြားတယ်တချင်းထဲမှာနာကျင်မှုမပါပေမဲ့ချစ်ချင်းမြတ်တာပြည့်နဲ့တီဆိုသွားတာပဲမင်းရဲ့မျက်ဝန်းတွေကလည်းတချင်းလိုပဲအယမ်းလာတယ်လို့ချီးမွမ်းခဲ့ပေမဲ့ rap ကတော့ဘာမှပြန်မပြောဘဲငြိမ်သက်စွာထွက်ခွာသွားခဲ့ပါတယ်နောက်တနေ့မှာတော့ rap ဟာ Beacon ရှိမှာတချင်းဆိုပြခဲ့ပြီး Beacon ကလည်းသူမကိုတချင်းတင်ပေးဖို့သဘောတူခဲ့ပါတယ်အပြင်ရောက်တဲ့အခါ rap ဟာ Zafar ကိုခဏမျှလိုက်ရှာပြီးမှအိမ်ပြန်သွားခဲ့ပြီးဒီအခြေအနေအားလုံးကို Zafar ကတော့အဝေးကနေထိုင်ဆောင်ကြည့်နေခဲ့တာဖြစ်ပါတယ်အိမ်ပြန်ရောက်တဲ့အခါ rap ကဒေးစီသွားပြီးကျမ Hiramandai အကြောင်းဆောင်းပါးတစ်စောင်ရေးချင်ပါတယ်အဲ့ဒါကိုထုတ်ဝေပေးလို့ရမလားလို့မေးမြန်းရာတဲ့ကလည်းသဘောတူလက်ခံခဲ့ပါတော့တယ်rap ဟာ Hiramandai အကြောင်းဆောင်းပါးရေးဖို့အတွက်အတိုးဆိုသူကိုရှာဖွေရင်းတွားရောက်ခဲ့ပေမဲ့အဲ့ဒီနေရာမှာ Zafar ကိုပဲတွေ့ရှိခဲ့ပါတယ်အတော်နဲ့ Zafar ဟာညီကိုရီလိုမျိုးအရန်ရင်းနှီးကြပြီးတနေရာထဲမှာပဲအတူတူနေထိုင်ကြတာဖြစ်ပါတယ် Zafar ဟာ rap ကိုမြင်မြင်ချင်းမှာပဲမင်းကကိုရှာဖို့လာတာလားဆိုပြီးတော့စကားတွေကိုရှောက်ပြောနေခဲ့ပါတယ်ထိုအခါ rap ကကျမမှာအိမ်အောင်ရှိပြီးသားပါ Hiramandai အကြောင်းဆောင်းပါးရေးဖို့လာတာဖြစ်ပြီးဒီနေရာအကြောင်းသိချင်လို့အတော်ကိုတွေ့ချင်တာပါလို့ပြောခဲ့ပါတယ် Zafar ကလည်းအတော်ကအဲ့ဒီမှာပဲရှိနေကြောင်းလက်ညှိုးညွှန်ပြခဲ့ပါတယ် rap ကသူမဟာ Daily Times သတင်းစာတိုက်ကနေလာတာဖြစ်ပြီး Hiramandai အကြောင်းသိချင်တယ်လို့ထပ်မံပြောဆိုတဲ့အခါ Zafar ကမွတ်စလင်တွေရဲ့မူဝါဒနဲ့အဲ့ဒီသတင်းစာတိုက်ဟာစန့်ကျင်ဘက်ဖြစ်နေလို့အဆင်ပြေမှာမဟုတ်ဘူးဒါကြောင့်မင်းကိုကူညီပေးလို့မရဘူးလို့ညင်းပယ်ခဲ့ပါတယ် rap တယောက်ထိုနေရာကနေပြန်ဖို့ပြင်နေချိန်မှာတော့ Zafar ကသူမစီပြန်လာပြီးငါမင်းကိုကူညီပါမယ်ဒီနေရာအကြောင်းကိုငါထပ်ပိုသိတဲ့သူမရှိနိုင်ပါဘူးငါကိုတရားမဝင်မွေးဖွားလာခဲ့လို့ဆိုပြီးမိဘတွေကစွန့်ပစ်သွားခဲ့ကြပေမဲ့ဒီ Hiramandai ကပဲငါကိုကျွေးမွေးဆောက်ရှောက်ပြီးလမ်းလျှောက်တက်အောင်တင်ပေးခဲ့တာပါလို့ပြောပြခဲ့ပါတယ်ထို့နောက် rap ကလည်းသူမရဲ့နာမည်ကို Zafar စီပြောပြခဲ့ပါတယ် Zafar ကဒီနေရာအကြောင်းကိုလူတွေကအမျိုးမျိုးမကောင်းပြောလေးရှိကြပေမဲ့တကယ်တော့ဒီနေရာမှာသိထားတဲ့အရာတွေအများကြီးရှိတယ်လို့ရှင်းပြခဲ့ပါတယ် rap ကလည်းအဲ့ဒီအရာအလုံးကိုမြင်တွေ့ကျင်တယ်လို့တောင်းဆိုခဲ့ပါတယ်တောက်ကြနေရောက်တဲ့အခါ rap ဟာ Zafar ပြော
ပြောတဲ့အတိုင်း column အလုပ်လုပ်တဲ့နေရာကိုတွားရောက်ကြည့်ရှုခဲ့ပါတယ်။အဲ့ဒီနေရာကကွင်းပြင်တစ်ခုပတ်ပတ်လည်မှာလူတွေအများကြီးထိုင်နေကြပြီးအလဲမှာတော့ Zafar တယောက်တည်းရက်နေတာကိုတွေ့ရကလူအားလုံးကလည်း Zafar ဆိုပြီးအော်ဟစ်အားပေးနေကြပါတယ်။အခန်းကြီးတစ်ခုထဲမှာတော့ပိတ်ထားတဲ့နွားတိုးရိုင်းကြီးကိုလွှတ်ပေးလိုက်တဲ့အခါမှာတော့အဲ့ဒီနွားတိုးရိုင်းကြီးဟာလူတွေကိုတိုက်ခိုက်ဖို့ပြေးဝင်လာပြီး Zafar ကလည်းသူ့ကိုထိန်းချုပ်ဖို့ကြိုးစားခဲ့ပါတယ်။သို့တော်လည်းနွားတိုးရိုင်းကြီးက Zafar ကိုခြေထောက်နဲ့နင်းပြီးဝှေ့ရမ်းကအောက်ကိုလှဲချပစ်ခဲ့ပါတယ်။တစ်ချိန်မှာတော့ Zafar ဟာကျင်းကြီးတစ်ခုထဲကိုပြုတ်ကျသွားခဲ့ပေမဲ့ဘလို့ပဲဖြစ်ဖြစ်အပေါ်ကိုပြန်တက်လာပြီးနွားတိုးရိုင်းကြီးကိုအောင်မြင်စွာထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါကိုမြင်တွေ့သွားတဲ့ Rap က Zafar စီသွားပြီးမင်းယူနေတာလားဘာလို့ငါ့ကိုဒီနေရာကိုလာခိုင်းရတာလဲငါတကယ်ကိုလန့်သွားတာပဲလို့စိုးရိမ်တကြီးပြောခဲ့ပါတယ်။ Zafar ကဘာလို့လန့်ရတာလဲလို့မေးတဲ့အခါ Rap ကမင်းတစ်ခုခုဖြစ်သွားမှာစိုးလို့လန့်တာပါလို့ပြန်ပြောခဲ့ပါတယ်။ထိုအခါ Zafar ကငါမှဆုံးရှုံးစရာဘာမှမရှိဘူးဒါကြောင့်တေးရမှာကိုလည်းမကြောက်ဘူးလို့ဆိုပါတယ်။ Rap ကတနေ့ကျရင်မင်းတစုံတစ်ယောက်ကိုစိတ်ရင်းမှန်နဲ့ချစ်မိသွားလိမ့်မယ်။အဲ့ဒီနေ့ကျရင်တော့မင်းတေးရမှာကိုကြာအောက်လာလိမ့်မယ်လို့ပြောဆိုပြီးထွက်ခွာသွားခဲ့ပါတယ်။ Rap ထွက်သွားပြီးနောက်အတော်က Zafar ကိုကြည့်ပြီးသူကအိမ်အောင်ရှိပြီးသားပါမင်းဘာတွေလုပ်နေလဲဆိုတာကိုကိုသိရလားလို့မေးမြန်းသတိပေးခဲ့ပါတယ်။သို့တော်လည်း Rap ဟာ Hiraman ရဲ့အကြောင်းကိုပုံမသိရှိခြင်းတဲ့အတွက် Zafar နဲ့ဆက်လက်ရင်းနှီးအောင်စူးစမ်းခဲ့ပါတယ်။အခြားတစ်ဖက်မှာတော့ Rap ရဲ့အမဖြစ်သူဟာကျမ်းမာရေးအခြေအနေတစ်ဖြည်းဖြည်းပုံမဆိုးရွားလာခဲ့ပါတယ်။နောက်ပိုင်းမှာ Rap ဟာဂီတသင်တန်းမှာတချင်းဆိုပြတဲ့အခါပါပေးကံကနားထောင်ပြီးမင်းရဲ့တချင်းထဲမှာထူးခြားတဲ့ပြောင်းလဲမှုတစ်ခုကိုခံစားရတယ်။မင်းရဲ့အတန်မှာမဟုတ်ပဲမင်းရဲ့နှလုံးသားထဲမှာပြောင်းလဲသွားတာလို့ပြောခဲ့ပါတယ်။အကြောင်းရင်းကတော့ Rap ဟာတဖြည်းဖြည်းနဲ့ Zafar ကိုချစ်မိသွားခဲ့လို့ဖြစ်ပါတယ်။ဒါကိုသိရှိသွားတဲ့မျိုးသမီးကြီးတဦးကညဘက်မှာ Zafar စီသွားပြီးမင်းလုပ်နေတာတွေကအယမ်းမှားယွင်းနေတယ်လို့နားဝင်အောင်ပြောပြဖို့စူးစမ်းခဲ့ပါတယ်။ထိုအခါ Zafar ကဒေါသတကြီးနဲ့ဘာကမှားနေတာလဲအန်တီနဲ့ဘာဝန်ချာထွေတို့ပတ်သက်မှုရှိခဲ့ပြီးတော့ငါကိုမွေးပြီးတယောက်တည်းစွန့်ပစ်သွားခဲ့ကြတာလေနောက်ဆုံးမှာသူကလည်းအန်တီကိုစွန့်ပစ်သွားခဲ့တာပဲမဟုတ်လားအဲ့ဒါကြတော့မမှားဘူးလားလို့ပြန်လည်မေးခွန်းထုတ်ခဲ့ပါတယ်ဆက်လက်ပြီး Zafar ကဒီကိစ္စတွေအတွက်ငါအဲ့ဒီမိသားစုကိုတေချာပေါက်ကလည်းစားချေမှာပါအဲ့ဒီကလည်းစားချေမှုကိုလည်းအဲ့ဒီအိမ်ကချွေးမ Rap ကိုအတုံးချပြီးတော့ပဲလှုပ်ဆောင်သွားမှာပါလို့ပြက်ပြက်သားသားပြောဆိုခဲ့ပါတော့တယ် Zafar ဟာ Rap ကိုကလည်းစားချေဖို့အတွက်ရည်ရွယ်ချက်နဲ့စတင်ချင်းကပ်ခဲ့ပေမဲ့အချိန်တစ်ခုရောက်တဲ့အခါမှာတော့သူမပေါ်တကယ်ပဲဆွဲဆွဲလန်းလန်းချစ်မိသွားခဲ့ပြီး Rap ကလည်း Zafar ကိုတဖြည်းဖြည်းသဘောကျလာခဲ့ပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်ပုံမရင်းနှီးလာတဲ့အခါမှာတော့ဒါဟာမရိုးသားတဲ့ပတ်သက်မှုတစ်ခုဖြစ်နေမှန်းသိရှိသွားတာကြောင့် Rap က Zafar ကိုစတင်ရှောင်ဖယ်လာခဲ့တယ်လို့တစ်ဖက်မှာလည်းကတိုဟာမွတ်စလင်အဖွဲ့အစည်း Muslim League အတွက်ပြင်းပြင်းထန်ထန်တိုက်ပွဲဝင်နေရင်ဒေးရဲ့သတင်းစာတိုက်အထိတွားရောက်ကဒီဆောင်းပါးကိုသာထုတ်ဝေလိုက်ရင်ကြီးမားတဲ့စူပူအောင်ကြွမှုတွေဖြစ်လာလိမ့်မယ်ဒါကြောင့်မထုတ်ဝေပါနဲ့လို့တတိပေးတာမြစ်ခဲ့ပေမဲ့ဒေးကတော့ဘာမှဂရုမစိုက်ခဲ့ပါဘူးထို့တော့တွင်း Rap ဟာ Zafar ကိုတွားရောက်တွေ့ဆုံဖို့စူးစမ်းတိုင်း Zafar ကစကားမပြောဘဲတမင်ရှောင်ထွက်သွားလေးရှိပြီးတနေ့မှာတော့ Rap နဲ့ဒေးတို့နှစ်ယောက်စကားပြောဆိုနေကြတာကိုဆယ်ရီယာကမြင်တွေ့သွားကသူတို့နှစ်ယောက်ပြန်လည်ဆင်ပြေသွားကြပြီအထင်နဲ့မနှောက်ယှက်တော့ပဲထွက်ခွာသွားခဲ့တော့လဲမကြမီရဲ့ပိုင်းအတွင်းမှာပဲစာရဟာကျန်အားရေးချင်နေအလွန်ဆိုးရွားလာပြီးဒေးကိုဒီနေရာမှာစူပူအောင်ကြွမှုတွေမဖြစ်ပွားခင်နေရာဖယ်ရှားပြီးတနေရာရာကိုအတူတူထွက်သွားကြရအောင်လို့တောင်းဆိုခဲ့ရတဲ့ဘက်ကမင်းကိုထားခဲ့ပြီးငါဘယ်မှမသွားဘူးလို့ပြန်ပြောခဲ့ပေမဲ့ဆယ်ရီယာကကျမကပဲရှင်တို့ကိုထားခဲ့ပြီးအရင်ဆုံးသွားရတော့မှာပါဇနီးပဲနှစ်ယောက်ကများခင်ပွန်းဖြစ်သူရဲ့ရင်ခွင်ထဲမှာတေဆုံးခွင့်ရတဲ့ကံကောင်းမှုမျိုးရှိမှလဲအခုအဲ့ဒီကံကောင်းမှုကကျမစီရောက်လာပြီးရှင်နဲ့ Rap တို့အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေထိုင်သွားကြပါလို့မှအတန်းချွေရင်တေဆုံးသွားခဲ့ပါတယ်ဆယ်ရီယာတေဆုံးပြီးနောက်ဒေးအနေနဲ့တိုက်ပွဲတွေဆန္ဒပြမှုတွေကြောင့်ရုံးကိုတော့မသွားနိုင်တော့ပဲအိမ်မှာပဲနေထိုင်ခဲ့ရပြီးဒီနေရာမှာဆက်နေဖို့မလုံခြုံတော့တာကြောင့်အခြားမျိုးတစ်မျိုးကိုပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့ကြရ Rap ဟာ Zafar စီသွားပြီးငါဒီမျိုးကနေထွက်သွားတော့မယ်လို့ပြောရင်း Zafar ကိုချစ်နေမိတဲ့အကြောင်းဝန်ခံခဲ့ပေမဲ့ Zafar ကငါမင်းကိုတစ်ခါမှမချစ်ခဲ့ဘူးလို့ရဲရဲဆက်ဆက်ညှင်းပယ်ခဲ့တဲ့ဖြင့် Zafar လိန်ညာပြောဆိုနေမှန်းသိလိုက်ရတဲ့ Rap ဟာအသေးကွဲပြီးမူလိုကထွက်ခွာသွားခဲ့ပါတယ်။ထို့နောက်ဒေးဘတ်တယောက်တေဆုံးသွားတဲ့ဇနီးဖြစ်သူကိုတတိယကဝမ်းနေနေချိန်မှာတော့ Zafar ရောက်ရှိလာပြီးစကားပြောခဲ့ရ Zafar ဟာတင်းပြည့်အဖေတူအမေကွဲညီကိုတူဖြစ်မှန်းဒီကမသိရှိသေးပဲ Zafar ကဒေးဘတ်ကိုကျွန်တော်အိမ်အောင်ရှိပြီးသားမျိုးသမီးတယောက်ကိုချစ်မိနေတဲ့သူကလည်းကျွန်တော်ကိုအယမ်းချစ်တာဒါပေမဲ့သူ့ရဲ့ခင်ပွန်းကတော့သူ့ပေါ်မှာစိတ်ဝင်စားမှုလုံးဝမရှိဘူးကျွန်တော်ဘာလို့တင်လဲလို့မေးမြန်းခဲ့ရဒေးဗီကသူ့ရဲ့ခင်ပွန်းနဲ့တွားရောက်စကားပြောပြီးသူတို့နှစ်ယောက်ကိုပြန်ပေါင်းထုတ်ပေးလိုက်ပါလို့အကြံပြုခဲ့ပါတယ်အဲဒီနောက်ရန်ဆန်ပွဲတော် Marathon Festival အတွင်းမှာလူတွေအားလုံးပျော်ရွှင်စွာကောက်ခုန်နေကြစဉ် Rap ရဲ့ရောက်ခမဖြစ်သူကဒေးဗစ်ကိုဆောက်ရှောက်ဖို့တာဝန်ကမင်းမှာပဲရှိတယ်လို့ပြောခဲ့တဲ့အတွက် Rap ဟာဒေးဗစ်ကိုလိုက်လံရှာဖွေရင်းကွင်းပြင်သို့ရောက်ရှိလာခဲ့ရာထိုနေရာမှာတက်နဲ့အတူ Zafar ပါရက်နေတာကိုတွေ့လိုက်ရပြီး Rap နဲ့ဒေးဗစ်တို့အတူတူပြန်လည်ထွက်ခွာသွားကြတာကိုကြည့်ပြီး Zafar တယောက်အလွန်ဝမ်းနည်းကြေးကွဲသွားခဲ့ပါတယ်အခြားတစ်ဖက်မှာတော့ဘောင်းလောင်းချာထရီဟာအဖြစ်မှန်အားလုံးကိုသိရှိသွားပြီးနောက်ပါဘီကန်စီသွားရောက်က Zafar လုပ်နေတာတွေကအယမ်းမှားယွင်းနေတဲ့ Rap နဲ့နောက်ထပ်မပတ်သက်ဖို့သူ့ကိုပြောပေးပါလို့တောင်းဆိုခဲ့စဉ်စက်သိန်းပိုင်းအလှည့်အပြောင်းအနေနဲ့ Zafar ရောက်ရှိလာပြီးကျွန်တော်ဘဝမှာဒီနေ့ပဲအဖေနဲ့အမေနှစ်ယောက်စလုံးကိုတနေရာထဲမှာအတူတူမြင်တွေ့ရတာအန်တီတို့ရဲ့ဂုဏ်သိက္ခာကိုကာကွယ်ဖို့အတွက်လာကြတာလားလို့ရွှေဆောင်မင်းမြန်းက Dev နဲ့ Rap တို့ကိုပြန်ပေါင်းပေးဖို့နဲ့ Rap နဲ့ထပ်မပတ်သက်ဖို့ပြောဆိုရရင် Zafar ကမဖြစ်နိုင်ကြောင်းပြက်ပြက်သားသားညှင်းဆိုခဲ့တဲ့ဖြင့်သူ့ကိုတက်ပစ်ဖို့အတွက်လူတွေစေလွှတ်ခဲ့ပေမဲ့ Zafar ကထိုလူအားလုံးကိုတိုက်ခိုက်နိုင်ခဲ့ပါတယ်ဒါကိုမြင်တွေ့သွားတဲ့အတော်ကဒီပြဿနာအားလုံးရဲ့အစကအဲ့ဒီမိန်းကလေးကြောင့်ပဲသူ့ကိုငါဒီအတိုင်းလွှတ်မထားဘူးလို့ကျိန်းမောင်းရ Zafar ကအဲ့ဒီမိန်းကလေးကိုတခုခုလုပ်ဖို့ကြံစီရင်မင်းကိုငါကိုယ်တိုင်တက်ပစ်မယ်လို့အတော်ကိုပြန်လဲချင်းချောက်ခဲ့ပြီးနောက်ဆုံးမှာတော့ Barbie ကောင်က Rap စီသွားပြီး Zafar မင်းကိုချင်းကပ်ခဲ့တဲ့အဓိကအကြောင်းရင်းကဒီမိသားစုအပေါ်ကလေးစားချေခြင်းလို့ပဲဖြစ်တယ်ဆိုတဲ့ဖြစ်မှန်ကိုဖွင့်ဟပြောကြားလိုက်ပါတော့တယ်။ Yuan ဟာ Zafar နဲ့လုံးဝမပတ်သက်တင်ဘူးဆိုတဲ့ရည်ရွယ်ချက်နဲ့ Barbie ကောင်ကယူစီလာခဲ့ပါတယ်။ Zafar ဟာချောင်းထရီမိသားစုကိုကလေးစားချေဖို့အတွက်သာယူကိုအသုံးချပြီးချင်းကပ်ခဲ့တာဖြစ်ကြောင်းအမှန်တရားကိုဖွင့်ပြောလိုက်ပါတယ်။အဲ့ဒီအခါမှာတော့ယူတယောက်ရင်ကွဲမတက်ခံစားသွားရပါတော့တယ်။တခြားတစ်ဖက်မှာတော့ဒီဟာယူဘအပေါ်စိတ်ဝင်စားမှုရှိနေပြီးသူမစီသွားပြီးစကားပြောဖို့စဉ်းစားနေခဲ့ပါတယ်။ဒါပေမဲ့အဆင်မပြေမှာစိုးရိမ်တာကြောင့်အခန်းထဲကိုပဲပြန်သွားခဲ့ပါတယ်။မိမိအပေါ်တစ္ဆာဖောက်သွားတဲ့အချက်အတွက်ဒေါသတကြီးဖြစ်နေတဲ့ယူဘကတော့ဒေးရဲ့အခန်းစီကိုထွက်လာခဲ့ပါတော့တယ်။တစ်ချိန်တည်းမှာပဲ Zafar ဟာသူ့အမေကယူဘကိုအမှန်တရားတွေအားလုံးပြောပြလိုက်ပြီဆိုတာသိသွားတာကြောင့်ယူစီကိုအပြေးလွှားလိုက်လာခဲ့ပါတယ်။ဒါပေမဲ့ယူဘကတော့ Zafar ကိုစိတ်နာသွားပြီဖြစ်လို့လက်မခံနိုင်တော့ပဲငိုယိုပြပြေးသွားခဲ့ပါတယ်။နောက်ရက်မှာတော့ယူဘင်ကဒေးကိုဟီရာမန်ဒီမှာသူမသဘောကျခဲ့ရတဲ့သူတယောက်ရှိခဲ့ဘူးကြောင်းဒါပေမဲ့အခုတော့ဘာမှမကြံတော့ကြောင်းဖွင့်ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းအားတဲ့ဆောင်းပါးကြောင့်မွတ်စလင်တွေအကြားအကြီးအကျယ်စူပူအောင်ကြွမှုတွေအမှန်တကယ်ဖြစ်ပွားလာပြီးဒေးရဲ့သတင်းစာတိုက်ကိုပါလာရောက်ရိုက်နှက်ဖျက်ဆီးကြပါတော့တယ်။
လူတစ်ယောက်အိမ်မှာဘသူ့ကိုမှရှာမတွေ့လို့လိုက်ရှာနေတဲ့အချိန်မှာတော့ဇာဘာကသူမရှိကိုရောက်လာခဲ့ပါတယ်ဖြစ်ပျက်ခဲ့တဲ့မြအကြောင်းစုံကိုရှင်းပြကယူနားလေအောင်စူးစမ်းခဲ့လို့နောက်ဆုံးမှာတော့ယူကခွင့်လွှတ်ပေးခဲ့ပြီးသူတို့နှစ်ဦးပြန်လည်တင့်မြတ်သွားခဲ့ကြပါတယ်ဒီကတော့နောက်ဖေးလန်းကနေထွက်ပြေးဖို့စူးစမ်းခဲ့ပေမဲ့စူပူတောင်းကျမ်းသူတွေနဲ့တိုးပြီးသူ့လူတွေအားလုံးအသက်ခံလိုက်ရပါတယ်ဒီပါအသက်ခံရတော့မယ့်အခြေအနေမှာဇာဘာနဲ့ယူဘလို့ရောက်လာပြီးကဲတင်ပေးခဲ့ပါတယ်ဇာဘာကသူ့မိကိုပါပို့သွားခဲ့ပေမဲ့အမေဖြစ်သူကငါဘဝကဒီမှာပဲစားခဲ့တာမို့ဒီမှာပဲအဆုံးသတ်ပါစေငါမလိုက်တော့ဘူးလို့ညှင်းဆန်ခဲ့တာကြောင့်နောက်ဆုံးမှာတော့သူတို့၃ယောက်စလုံးယထာဘူရာယုံကိုထွက်ပြေးခဲ့ကြရပါတယ်ဘူတာယုံမှာတော့လူတွေဟာအသက်လူပြီးယထာဘော်ကိုအတင်းတိုးဝေးတက်နေကြပါတယ်။အဲ့ဒီစုပူမှုကိုဥဆောင်နေတဲ့အဘဒူကဒေကိုကဲတင်ခဲ့တဲ့ဇာဖာကိုမလွတ်ပေးဘဲတက်ပစ်ဖို့အမိန့်ပေးလိုက်ပါတယ်။လူအုပ်ကဇာဖာကိုဝိုင်းရိုက်နေတဲ့အချိန်မှာဇာဖာကယူဝတ်ကိုသူတို့ကငါလူတွေမို့ငါ့ကိုဘာမှမလုပ်ဘူးမင်းတို့ယထာဘော်အမြန်တက်ပါဆိုပြီးအတင်းတွန်းလွတ်ခဲ့ပါတယ်။ယထာထွက်သွားပြီးနောက်ဇာဖာပါမလာတာကိုတည်သွားတဲ့ယူဝတ်ကယထာဘော်ကနေဇာဖာကိုလှမ်းခေါ်ပါတယ်။ဇာဖာကအပြေးလိုက်လာပေမဲ့လူအုပ်ကြားထဲမှာလဲကျသွားခဲ့ပြီးယူဝတ်အမြန်လာပါလို့အော်ဟစ်နေရင်ယထာဘော်ကနေချော်ကြတော့မယ့်အချိန်မှာဒေဗ်ကသူမရဲ့လက်ကိုလှမ်းဆွဲထိန်းထားပေးခဲ့ပါတယ်။ယူဘစ်ကဇာဖနာမည်ကိုတစားစားအော်နေတာကိုမြင်ရတဲ့ဒေဟာယူဘစ်တကယ်ချစ်တာဇာဖဖြစ်ကြောင်းနားလည်သွားပြီးဇာဖကိုပါကဲဖို့လန်းပေးခဲ့ပေမဲ့အချိန်နှောင်းသွားခဲ့ပါပြီအနောက်ကနေလိုက်လာတဲ့အဘရူကဇာဖကိုဓာတ်နဲ့အချက်ပေါင်းများစွာရဲရဲဆက်ဆက်ထိုးတက်လိုက်ပါတယ်ဒီကယူရဲ့လက်ကိုမြင်းမြန်စွာဆွဲထားရင်းအသက်လူနေရတဲ့အချိန်မှာဇာဖကတော့ဓာတ်နဲ့ရာတွေနဲ့လဲကြကသူ့ရဲ့နောက်ဆုံးထွက်သက်အထိယူဘစ်ကိုစိုက်ကြည့်ရင်အသက်ပြောက်သွားခဲ့ရပါတယ်နောက်ဆုံးမှာတော့ဒေနဲ့ယူဘစ်တို့ဟာတခြားဒေသတစ်ခုကိုထွက်ခွာသွားခဲ့ကြပါတယ်သူတို့နှစ်ယောက်အိမ်ထဲမှာအတူတူဆက်လက်နေထိုင်သွားခဲ့ကြပေမဲ့ယူဘစ်ကတော့သူမရဲ့နှလုံးသားတစ်ခုလုံးနဲ့နက်နက်ရှိုင်းရှိုင်းချစ်ခဲ့ရတဲ့ဇာဖကိုသာလွမ်းဆွတ်တည်တံတရင်ဘဝကိုကုံဆုံးစေခဲ့ပါတော့တယ်